ရုပ်ရှင်ကားကြီး6ကားရိုက်ထားပြီးပြီဆိုပြီးကြွားပါလာတာကြောင့်ဝေဖန်ခံနေရတဲ့သဲစုငိမ့်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။သဲစုငိမ့်ကတော့အလှမယ်လောကမှာအတော်လေးကိုအောင်မြင်နေတဲ့သူတစ်ယောက်လို့ပြောရမှာပဲဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့အတူအမြဲလိုလိုလဲဝေဖန်ခံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သဲစုငိမ့်ဟာဆိုရင်တော့သူမလုံနိုင်စွမ်းတွေကိုချပြပြီးအကောင်းဆုံးလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့အောင်မြင်မှုတွေနဲ့အတူအမြဲလိုလိုလဲအပြည့်ပြောခံရသူတစ်ယောက်ဆိုတာလဲမှတ်မှားတာဖြစ်ပါတယ်။အထူးသဖြင့်အလှမယ်ရီရဲ့ဖန်အချင်းချင်းတိုက်ခိုက်မှုတွေကြောင့်သဲစုငိမ့်ဟာအမြဲတမ်းလိုလိုလဲအနောက်ရှက်ဖြစ်ရတာဖြစ်ပါတယ်။ပြိုင်ပွဲပြီးကြတဲ့သဲစုငိမ့်ဟာကြော်ညာတွေကိုအဆက်မပြတ်ရိုက်ကူးနေခဲ့တာဖြစ်ပြီးတော့နိုင်ငံသားထိလဲကြော်ညာတွေသွားရောက်ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ခီးတွေထွက်လိုက်အလုပ်တွေလုပ်လိုက်နဲ့ဘဝကိုပေါ့ပပဖြတ်သန်းနေသူတယောက်ဖြစ်ကထပ်မံပြီးတော့လဲအလုပ်တစ်ခုအနေနဲ့တရုတ်ဆောင်ဘက်ကိုလဲခြေလန်းလှည့်လာတာဖြစ်ပါတယ်။တရုတ်ဆောင်ပိုင်းကိုလည်းသဲစုငိမ့်ဝင်ရောက်ခြေဆန့်လာပြီးတော့ရုပ်ရှင်စကားကြီးတွေကိုလည်းရိုက်ကူးနေရဖြစ်ပါတယ်။သူမအနေနဲ့လည်းရုပ်ရှင်ကားတွေရိုက်ကူးဖို့အတွက်ကမ်းလှမ်းခံနေရတာဖြစ်ပြီးသူမကတော့ဇာကားကြည့်ပြီးမှလက်ခံဖြစ်တယ်လို့ကြီးကြီးကျယ်ကျယ်ပြောတာကြောင့်လည်းဝေဖန်ခံရသူတယောက်ဖြစ်ပါတယ်။သူမအနေနဲ့အနုပညာလောကတွေကိုအခုမှခြေလန်းယုံလေးရှိပြီးတော့စကားကြီးစကားကျယ်တွေပြောပြီးမော်ကြွားနေရကြောင်းလေသူမကိုသဘောမကျတဲ့ပရိသတ်တွေကသူမကိုဝေဖန်နေရဖြစ်ပါတယ်။သူမကိုကမ်းလှမ်းတဲ့ရုပ်ရှင်စကားတွေကိုအရင်ဆုံးစညွန်းကိုဖတ်ကြည့်တယ်။သူမတရုပ်ဆောင်ရမယ့်ကာရက်တာကိုမကြိုက်ရင်တော့အဲ့ဒီစကားကိုမရိုက်ဘူးဆိုပြီးတော့လည်းပြောလာခဲ့ပါတယ်။သူမအနေနဲ့သူမတရုပ်ဆောင်ခြင်းတဲ့ကာရက်တာမှလက်ခံဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လေပရိသတ်တွေကနာမည်ကြီးပြီးဝါရေးတရုပ်ဆောင်တွေတောင်မှကာရက်တာမရွေးပဲသူတို့ရဲ့လုံနိုင်စွမ်းကိုချပြနေတဲ့အချိန်မှာသဲစုငိမ့်ကအခုမှတရုပ်ဆောင်သူတယောက်ဖြစ်ပြီးဘာအရေးချင်းမှလည်းမပြေဝသေးပဲနဲ့ကြီးကြီးကျယ်ကျယ်တွေပြောဆိုပြီးဂုဏ်စာပြနေရကြောင်းလေဝေဖန်ခံနေရတာဖြစ်ပါတယ်။သူမအနေနဲ့တော့အခုလက်ရှိမှာရုပ်ရှင်စကားကြီး6ကားရိုက်ကူးထားပြီးပြီဖြစ်ကြောင်းဆိုလာခဲ့ပါတယ်။အခုမှတရုတ်ဆောင်လောကတွေကိုခြေလန်းဝင်ခဲ့တဲ့တက်သစ္စာတယောက်အနေနဲ့ရုပ်ရှင်ကားကြီး6ကားရိုက်ထားရတာဟာတော်ရုံအရေးအချင်းနဲ့လည်းမဟုတ်သလိုတော်ရုံကံကားမှုမျိုးနဲ့လည်းမဟုတ်ဘူးလို့ဆိုပါတယ်။ဇာကားထဲမှာလည်းတကယ်ကိုမှဝိုင်းရင်မင်းသားမင်းသမီးကြီးတွေနဲ့တွဲပြီးတော့တရုတ်ဆောင်ရတာဖြစ်ပြီးတော့သူမကိုလည်းတတိချတာလေးတင်ပြပေးလို့တကယ်ကိုကျေးဇူးတင်ကြောင်းလည်းပြောလာခဲ့ပါတယ်။ဝိုင်းရင်အမှုပညာရှင်တွေကသူမကိုတတိချတာလေးဆွဲခေါ်ပေးပြီးတော့ထောက်ပြပေးတယ်လို့လည်းဆိုပါတယ်။သူမအနေနဲ့လည်းအကောင်းဆုံးစူးစမ်းခွင့်ရခဲ့သလိုပြင်ဆင်ခွင့်လည်းရခဲ့တဲ့အပေါ်မှာကျေနပ်အားရတဲ့အကြောင်းလည်းပြောလာခဲ့ပါတယ်။နောက်ထပ်ရိုက်မဲ့ဇာကားတွေမှာလည်းအကောင်းဆုံးစူးစမ်းသွားမယ့်အကြောင်းပြောထားပါတယ်။ရိုက်ခဲ့တဲ့ကာရက်တာ6ခုလုံးကလည်းတစ်ခုနဲ့တစ်ခုမတူသလိုသူမအနေနဲ့လည်းအတော်စူးစမ်းရတယ်လို့ဆိုပါတယ်။သူမဟာဆိုရင်တော့တရုတ်ဆောင်ဆက်လက်လုပ်ချင်မှာပဲရုပ်ရှင်ကားကြီးတွေကြီးရိုက်ကူးခဲ့ရတဲ့အတွက်တကယ်လဲဂုဏ်ယူတယ်လို့ဆိုပါတယ်။နောက်ထပ်ကမ်းလှမ်းလာတဲ့ဇာကားတွေကိုလည်းတတိကျကျလေးစီစစ်ပြီးတော့စဉ်းစားပြီးရိုက်ကူးသွားမယ့်အကြောင်းကိုပြောလာခဲ့ပါတယ်။ပရိသတ်တွေအတွက်လည်းအကောင်းဆုံးချပြသွားမယ့်အကြောင်းလည်းပြောလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေလည်းသဲစုငိမ့်ကိုဘယ်လိုမြင်လဲဆိုတာပြောပြသွားခဲ့ကြပါဦးရှင်။